တင်ကစနေဆိုရင်ဒီဗီဒီယိုကိုအစအဆုံးကြည့်လိုက်ပါစနေနေ့နန်ချင်းတူတဲ့စုံတွေပေါင်းဖက်တယ်ဆိုတာဟာဘေးရင်ပညာရအားပြင်းတဲ့နိနန်နှစ်ခုပေါင်းလိုက်တာပါပဲဒါကြောင့်ကောင်းတဲ့အချက်တွေလည်းရှိသလိုသတိထားရမယ့်အချက်တွေလည်းရှိပါတယ်ပထမဆုံးသတိထားရမှာကတော့စနေနှစ်ဦးပေါင်းဖက်တဲ့အခါမာနတွေထိတ်တိုက်တွေ့တတ်တာဒေါသတွေလည်းကြီးတတ်ကြတာပါပဲအမျိုးသားကစကားနဲ့အထိခေါင်းမာတတ်တယ်အမျိုးသမီးကစကားများပြီးစိတ်တိုလွယ်တယ်ဆိုတဲ့သဘာဝလေးတွေရှိတာမို့မကြအငင်းခွန်စကားများတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်သူတို့နှစ်ဦးထိတ်တိုက်တွေ့လာပြီဆိုရင်တယောက်ကအလျော်ပေးလိုက်မှသာလျှင်အိမ်တော်ရေးကတာယာနိုင်မှာပါနှစ်ယောက်လုံးတင်းခံနေမယ်ဆိုရင်တော့အစဉ်ပြေဖို့ခက်ခဲနိုင်ပါတယ်ဒီလိုစနေစုံတွဲတွေဟာစိတ်ချင်းနားလည်ဖို့အချိန်ယူရပေမဲ့နှစ်ဦးနှစ်ဖက်သဘောထားကြီးရင်တော့စံပြမိသားစုတွေဖြစ်လာနိုင်ပါတယ်အချင်းချင်းနားလည်မှုယုံကြည်မှုနဲ့တီးခံမှုတို့ကိုအခြေခံပြီးတည်ဆောက်သွားမယ်ဆိုရင်တော့ခိုင်မာတဲ့အချက်တစ်ခုကိုဖန်တီးနိုင်မှာပါဒါပေမဲ့ကောင်းတဲ့အချက်ကတော့စနေချင်းတူတဲ့ဓာတ်နံနှစ်ခုပေါင်းတာဖြစ်လို့အခြေအေးမှာတစ္ဆာအရှိဆုံးသူတွေဖြစ်တတ်ကြပြီးအေးချမ်းမှုနဲ့အကောင်းမြင်စိတ်တွေကိုပြိုင်ဆိုင်သွားမယ်ဆိုရင်တော့အစအရာကောင်းမွန်တာရတဲ့အများအားကြရတဲ့အိမ်တော်ဘတ်တွေဖြစ်သွားတတ်တာကိုတွေ့ရပါတယ်ဒါနဲ့ဟောစာတန်းတွေကိုအမြဲတင်ဆက်ပေးမှဖြစ်လို့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်